ကဘာတန်ဖို့ရှိဆုံးကြောင်စရင်ထဲမှာမြမကြောင်တွေပါနေတာတင်းတီလားဒီကြောင်တွေဟာရှေ့မြမဘရင်တွေနဲ့နမ်းတွင်းသူတွေအမျက်တနိုးမွေးခဲ့ကြတာပါ1930ခုနှစ်မှာဝေါင်မောလို့ခေါ်တဲ့မြမကြောင်လေးတစ်ကောင်ကိုအမေရိကန်ကိုယူဆောင်သွားရာကနေကဘာကပါတိသွားခဲ့တာပါသူတို့အမွေးတွေကကတိပါသားလိုနူးညံ့ပြီးလူကိုအယမ်းကတ်လို့ Velcro cat လို့တောင်ခေါ်ကြပါတယ်သူတို့မှာဝါဝင်းတောက်ပနေတဲ့မျက်လုံးတွေရှိပြီးအမွေးလေးတွေကပိုးစားလို့ဝူးနူးညံ့နေတာမျိုးပေါ့နောက်ပြီးသူတို့ကတခြားကြောင်တွေထဲပိုပြီးညံကောင်းတယ်လို့ပစ္စည်းဖြစ်ပေးရင်သွားကောက်တတ်တဲ့အထိတင်ပေးလို့ရပါတယ်နော်ဘာမစ်ကတ်တကောင်ကိုဝယ်ယူမယ်ဆိုရင်တော့အနည်းဆုံး$600ကနေ$3000ကျော်ထိရှိပါတယ်ဒါပေမဲ့အခုဆိုရင်ဒီမျိုးစိတ်စစ်တွေဟာမျိုးသုံးလူနီးပါးဖြစ်နေလို့ထိမ့်သိမ့်ဖို့တကယ်လိုအပ်နေပါသည်မြန်မာမှာမြင်လာဖို့ဆိုရင်တော့အင်းလေးပြက်ကဖုံးကြီးကြောင်တစ်ကြောင်မှာအကောင်ရည်များစွာထိမ့်သိမ့်ထားတာရှိပါတယ်ကဲတင့်မှာတော့ဒီလိုချစ်စရာကောင်းတဲ့မြန်မာကြောင်လေးတွေရှိလားရှိရင်တော့ comment မှာတပ်ပုံပြခဲ့ပါဦးနော်